အမျိုးသမီးတစ်ယောက်ကဘယ်လောက်ပဲစွမ်းအားတွေထက်မြက်နေပါစေအမျိုးသမီးတစ်ယောက်ကဘယ်လောက်ထိပဲအချစ်ကိုကိုးကွယ်နေပါစေမိန်းကလေးတစ်ယောက်မှာရှိတင်ရှိထိုက်တာကသူ့ရဲ့နေထိုင်မှုပုံစံကိုစွမ်းကိုစားနဲ့ဘဝကိုဘယ်လိုအခြေအနေမျိုးမှာပဲမဆိုလဲကျနေပါစေပြန်ထစေချင်တာဆရာမရဲ့ဒါကျမရဲ့စိတ်စေတနာပါပဲဟုတ်ပါတယ်အတောင်20ဝက်မင်းယောက်ျားအောင်တော့မှဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်ကိုကမမြင်နိုင်တဲ့သူတို့ရဲ့စွမ်းအားတွေကိုအားကိုးစရာမလိုဘူးဆိုတဲ့ပုံစံမျိုးတွေနဲ့အမျိုးသမီးတွေကိုအားပေးခဲ့တယ်ဆိုတဲ့အပိုင်းတွေကဆရာမရဲ့စာပေကနေပြီးတော့အကောင့်ဘက်ကနေပြီးတော့ပြန်ပြီးတော့ရှုမြင်ရမယ်ဆိုလို့ရှိရင်မြင်နိုင်တဲ့အပိုင်းပေါ့နော်ဆရာမနော်ဟုတ်ကဲ့အဲ့ဒါဆိုရင်တော့ကျေးဇူးတင်ပါတယ်အမျိုးသမီးတွေကိုကိုချစ်တော့ပေါ်ကိုရက်စေခြင်းနဲ့အားကိုးရတာမှီတွဲရတာလည်းမကောင်းဘူးလားတော့ကောင်းတော့ကောင်းပါရဲ့နော်ဒါပေမဲ့လည်းအမြဲတမ်းကြီးအားကိုးနေလို့မဖြစ်ဘူးလေမိန်းကလေးဟာငယ်စဉ်ကအမေဖေကိုအားကိုးခဲ့တယ်အကိုတွေအမောင်တွေကိုအားကိုးခဲ့တယ်ပေါ့နော်ဒါပေမဲ့အိမ်အောင်ကြတဲ့အခါမှာကိုယ့်ရဲ့ခင်ပွန်းကိုအားကိုးရမယ်ဒါကတော့ထုံးစံပါပဲဒါပေမဲ့လည်းအားကိုးတဲ့အပိုင်းမှာအားကိုးမယ်ဒါပေမဲ့ကိုယ့်ရဲ့စမ်းဆောင်မှုကိုယ့်ရဲ့ကိုယ်ပိုင်အတွေ့အခေါ်ကိုယ်ပိုင်ရက်တီချက်ကလေးကအမျိုးသမီးတွေမှာပျောက်မသွားစေချင်ဘူးတချို့မျိုးသမီးတွေမှာကအိမ်အောင်ကြပြီဆိုလို့ရှိရင်အဲ့ဒါကပျောက်သွားတယ်ပေါ့နော်ရင်grammar versus grammar စကားရေးခဲ့ပြီပထမတစ်ချိန်ကျွန်မဒါကိုစကြည့်တဲ့အချိန်တုန်းကကျွန်မစေးချောင်းသူဘဝပေါ့နော်အဲ့ဒီတုန်းကကျွန်မ Dustin Hoffman ဘက်ကဘာဖြစ်လို့ဒီမှာကိုယ်အိမ်အောင်ရှိရတာနဲ့ဘာဖြစ်လို့သူကရှေ့ဆက်ပြီးတော့သူဆက်လက်ရက်တည်ဖို့အတွက်ကလေးကိုထားခဲ့ပြီးတော့ထွက်သွားတာလေပေါ့ဒါကျွန်မငယ်ရွယ်သေးတဲ့အချိန်မှာဒါပေမဲ့အသက်နည်းနည်းပြန်ကြည့်လို့ဒီ grammar versus grammar ကိုပြန်ပြီးတော့ပြန်ကြည့်လိုက်တဲ့အခါကျတော့ဟာဒါလုံးတဲ့နေပေါ့မင်းကလေးတယောက်ကဒီထဲမှာနစ်ပြီးတော့သူ့ဘဝကမိမရဲ့တကယ်ဘဝမရှိတော့ဘူးဇနီးဘဝရှိမယ်အမေဘဝရှိမယ်သူ့ရဲ့အမျိုးသမီးသူ့ရဲ့ရက်တည်မှုမရှိတော့ဘူးပေါ့နော်ဆိုတော့အဲ့ဒါမျိုးလေးတွေကိုမဖြစ်စေချင်တာဟိုဟန်ချက်ညီစေချင်တာပါကျွန်မတခါတလေကြလို့ရှိရင်တရားစီရင်ရေးတွေမှာဒီလိုမျိုးအမျိုးသားကချမ်းသာတဲ့ life ကိုလည်းပိုင်ဆိုင်သွားပြီးအရင်အိမ်တောင်ကိုစပြီးတော့မထူထောင်ခဲ့ခင်ကတူတူစူးစမ်းခဲ့တယ်ဆိုပေမဲ့အမျိုးသမီးကြတော့အိမ်တောင်မှုဘဝကိုလုံးလုံးလဲလျာခံယူလိုက်တယ်ဒီအချိန်မှာအမျိုးသမီးရဲ့ life ကအနောက်ဘက်ကိုရောက်သွားတယ်အမျိုးသားတဆင့်ယာရုတက်သွားတယ်ပေါ့နော်အဲ့လိုအခြေအနေမျိုးမှာသူ့ရဲ့ပြောင်းလဲသွားတဲ့နောက်ထပ်အငယ်ထားမှုတွေအပါဝင်ပေါ့နော်ဒီလေများတွေရန်ဖြစ်ပြီးတော့ပြန်ပြီးတော့ကျွန်တော်တို့တရားတစ်ပေါင်ရင်ဆိုင်ကြတယ်ဆိုတဲ့အခါကြလို့ရှိရင်လည်းဝေကြီးချမ်းသာတဲ့အမျိုးသားတွေမှာဘက်မှာတရားဥပဒေတွေကရှိနေရဆိုတဲ့အခါကျတော့အမျိုးသမီးရဲ့ life ကိုဆရာမကလည်းမိပေါင်းထိုးပြတဲ့အပိုင်းတွေလည်းမြင်နေရပါတယ်ခင်ဗျာဟုတ်ကဲ့အဲ့ဒီလိုခံစားမယ်ဆိုလဲခံစားလို့ရပါတယ်အမျိုးသမီးတွေဟာကိုယ့်ရဲ့အမျိုးသမီးအခွင့်အရေးဟာဘာလဲဆိုတာကျွန်မအသိစေချင်တယ်နောက်လူတယောက်မှာ right ရှိတယ် responsibility ရှိတယ်နှစ်မျိုးပေါ့နော်တချို့အမျိုးသမီးတွေကကိုယ်မှာဒီ right ဒီရပိုင်ခွင့်ရှိတယ်ဆိုတာအများကြီးမသိကြဘူးသူတို့ခင်ပွန်းတွေသူတို့ရဲ့သားတွေသူတို့အဲ့ဒီလူတွေကိုဦးစားပေးရနေသားတွေကြနေတဲ့ခါကျသူကအမြဲတမ်းနောက်ကိုစုပ်နေကြဖြစ်နေတော့လေကျွန်မဖြစ်စေချင်တာအမျိုးသမီးတွေဟာသူ့ရဲ့အခွင့်အရေးကိုလည်းသူသိစေချင်တယ်အဲ့လိုပဲသူ့ရဲ့တာဝန်ယူမှုကိုလည်းသူသိစေချင်တယ်လူတယောက်မှာ right ရှိတယ်responsibility ဆိုတာရှိရဲအဲ့နှစ်မျိုးလေအဲ့နှစ်မျိုးကဟန်ချက်ညီလေးရမှာပေါ့ဟန်ချက်မညီပဲနဲ့ကို right ကိုကြီးပဲကိုကရပိုင်ခွင့်တွေကိုကြီးယူနေခြင်းနဲ့ဆိုလို့ရှိရင်လည်းကဘာကြီးကငြိမ်းချမ်းမှာမဟုတ်ဘူးပေါ့နော်အဲ့တော့ responsibility ကိုယ့်ရဲ့တာဝန်ယူမှုဆိုတာဘယ်သူမှပေးတဲ့တာဝန်မဟုတ်ဘူးနော်အဲ့ပခုံးပေါ်ကိုယ့်ရောက်လာကိုယ်တည်တတ်မှုနဲ့ကိုလှုပ်ရတဲ့ဟာအဲ့နှစ်ခုဟန်ချက်ညီနေစေခြင်းနဲ့လေမျိုးသမီးတွေကိုအထူးသဖြင့်သူ့မှာဒီအခွင့်အရေးရှိပါတယ်ဆိုတာကိုကျွန်မအသိစေချင်တယ်သူတို့အသိပေးချင်တာဥမာအမျိုးသမီးဆိုရင်ထမင်းချက်ရမယ်ဟင်းချက်ရမယ်အဝတ်လျှော်ရမယ်သားသမီးမွေးရမယ်ထိမ့်သိမ်းရမယ်ဒီထမင်းချက်တဲ့ဟင်းချက်တဲ့ကိစ္စဟာအမျိုးသားနဲ့မဆိုင်ဘူးသူ့ခင်ပွန်းနဲ့မဆိုင်ဘူးပေါ့ဒါဟိုရှိခေတ်ကတော့ဟုတ်မယ်တာဝန်ခွဲဝေမှုဆိုတာအမျိုးသားကငွေရှာရတယ်အမျိုးသမီးကအိမ်အောင်ထိမ့်သိမ်းရတယ်ခုဒီခေတ်ကျတော့အဲ့လိုမဟုတ်တော့ဘူးလေအဲ့တော့ဒါကဟိုနဲ့ပဲဆိုင်တယ်တာဝန်ယူမှုဆိုင်တယ်ချစ်ချင်းမြတ်တာနဲ့ဆိုင်တယ်တယောက်ပေါ်တယောက်ဂရုဏာတက်မှုနဲ့ဆိုင်တယ်နားလည်မှုနဲ့ဆိုင်တယ်ပေါ့နော်အဲ့တော့အမျိုးသားကလည်းကူပေးလို့ရတယ်ကူပေးတာအမျိုးသမီးကလည်းချစ်ချင်းနဲ့လက်ခံရမယ်ပေါ့နော်အဲ့လိုအကြောင်းလေးတွေပေါ့ကျွန်မရေးလို့ရှိရင်နှစ်ဦးနှစ်ဖက်ညီညွတ်အောင်ဟန်ချက်ညီအောင်ဘယ်လိုနေထိုင်ရင်ကောင်းမလဲမြို့သမီးတွေကိုလည်းအမျိုးသားတွေကဘယ်လိုအခွင့်အရေးလေးတွေကိုပေးကြည့်ရင်ကောင်းမလဲဆိုတာမျိုးအဲ့ဒါမျိုးလေးတွေရေးတာများပါတယ်ဒါပေမဲ့ feminist တော့မဟုတ်ပါဘူးဟုတ်ကဲ့ပါဆရာမပြောမှာပဲကျွန်တော်ထပ်ပြီးတော့မေးစရာနောက်တစ်ခုပေါ်လာဆရာမအဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဒီဆရာမရဲ့ဇက်ကောင်တွေကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကစိတ်ကူးလွန်နေတဲ့ပုံစံတွေလည်းမရှိဘူး
နော်ဆရာမဟိုလူတွေရဲ့လူတွေပဲလူတွေရဲ့ဒီစက်ကောင်ဆက်တွေလူတွေရဲ့တကယ်လူနေမှုဘဝဟန်ပတ်နေဒါပေမဲ့ဆရာမပြန်ပြီးတော့ရှူတောင်းတစ်ခုကနေပြီးတော့နောက်ဆုံးမှအမြဲတမ်းသုံးသက်လေးရှိရပေါ့ဆရာမကောက်ချက်ချလေးရှိရပေါ့အဲ့ဒီအပိုင်းတွေကဟိုလူတွေမထင်မှတ်ထားတဲ့ shock ဖြစ်သွားတယ်ဆိုတော့အပိုင်းတွေပေါ့နောက်ပြီးဆရာမရဲ့အရေးအသားတွေပေါ့ဆရာမရဲ့နောက်တစ်ခုကအဲ့ဒီရှူတောင်းကမှတစ်ဆင့်စာဖတ်နေတဲ့သူတွေကိုပြန်ပြီးတော့ဆုံးမတယ်ဆိုတော့စိတ်ခံစားမှုလေးကိုပါခံစားရရှိပါတယ်ဆရာမဆုံးမတယ်လို့ခံစားရင်တော့ကျမစိတ်မကောင်းပါဘူးဒါပေမဲ့ဟိုအသိပေးတယ်အသိပညာပေးတယ်လို့ပြောမယ်ဆိုလို့ရှိရင်ပညာဆိုတာတဲ့ကိုခံစားရတာကိုမျှပေးလိုက်တယ်ဆိုတဲ့သဘောလေးပါဟုတ်ကဲ့ပါဟိုတချို့သောဟိုမိဘတွေကကြတော့ဆရာမရဲ့စာအုပ်တွေကိုဖတ်စေချင်ကြတယ်ဗောလေဘာဖြစ်လဲဆိုတော့သူတို့ပြောချင်တဲ့စကားတွေဟိုနောက်ပြီးတော့သူတို့အသိပညာပေးချင်တဲ့အကြောင်းအရာတွေအကုန်လုံးကိုဟိုဆရာမရဲ့ဝိထုတွေဖတ်ခြင်းအဖြစ်သူတို့ကိုယ်စားဆုံးမပေးနေတယ်ဆိုတော့ခံစားမှုမျိုးသူတို့ရကြတာလေဆရာမအဲ့ဒါမျိုးဆိုလိုတာပါဟုတ်ကျမရဲ့ဇက်ကောင်တွေကိုပညာရေးကိုအလေးထားတဲ့သူတွေပေါ့နော်စစ်မှန်တဲ့ပညာကိုတန်ဖိုးထားတဲ့သူတွေကိုဒါကိုပဲဖန်တီးတာဘာလို့လဲဆိုတော့ကျမကိုယ်တိုင်ကလည်းပညာကိုတန်ဖိုးထားတယ်ကျမရဲ့မိဘတွေကလည်းကျမတို့ကိုပညာကိုတန်ဖိုးထားအောင်သင်ပေးခဲ့တာအဲ့တော့ပညာဟာအတန်းပညာတာမကအပြင်ကနေလေ့လာလိုက်စားတဲ့ပညာလည်းပါတယ်ပေါ့နော်ပညာကလူတစ်ယောက်ကိုအမှားအမှန်ကိုသိစေတယ်စင်ကြင်ဉာဏ်တွေရစေတယ်အကျိုးအကြောင်းအဆိုးအပြစ်အဲ့ဒါလေးတွေအကုန်လုံးကိုသိစေတယ်ဆိုတော့ပညာကအလွန်အရေးကြီးပါတယ်မျိုးသမီးတွေအတွက်ဆိုပို့တော်မှအရေးကြီးပါတယ်ပေါ့နော်အဲ့ဒါမျိုးကိုကျွန်မပေးခြင်းတယ်ဆိုတော့အဲ့ဒါနဲ့ဟိုကလေးတွေရဲ့မိဘတွေနဲ့ခန်းစားချက်ချင်းတူသွားတာဖြစ်နိုင်တာပေါ့ဆိုတော့ကျွန်မရေးသမျှစာတွေကအဲ့ဒါကိုတနည်းမဟုတ်တနည်းလှက်ပတ်ပြီးတော့အဲ့ဒီအကြောင်းလေးတွေရေးပြတော့မိဘတွေအနေနဲ့ကဒါကိုဟိုပို့ပြီးတော့သားသမီးတွေကိုဖတ်စီခြင်းတဲ့သဘောရှိမှာပေါ့နော်ဟုတ်ကဲ့ပါဆရာမစာရေးတဲ့အခါမှာပဲဖြစ်ဖြစ်ဆရာမအနားယူတဲ့အခါမှာပဲဖြစ်ဖြစ်ကျွန်တော်အခုလာလဲနေတဲ့ဆရာမအိမ်လေးကတကယ်ကိုအေးချမ်းပါတယ်နောက်ပြီးတော့ဆရာမရဲ့ဘဝကိုကြည့်ရလဲအရန်ကိုအေးချမ်းပါတယ်ဒီလိုအေးချမ်းလို့လဲဆရာမစာပေကိုရေးသားတဲ့အခါမှာအရန်ကိုပြောင်းနေတာကိုခံစားမိတာပါဆရာမတကယ်လဲလေးစားအားကြမိပါတယ်ဆရာမရဲ့channel မှာကျတော့တစ်ပင်လေးစိမ့်ဆူနေပြီးတော့ဟိုဘောနော်နေချင်းစရာလေးဖြစ်နေတယ်ဆရာမရဲ့နော်အဲ့လိုမျိုးစိမ့်ဆူနေတဲ့ပုံစံမျိုးလေးတွေ့လိုက်ရတဲ့အခါကျတော့ကျွန်တော်ဆရာမအခုနောက်ပိုင်းမှာဆရာမရဲ့ဒီ trend ပြောင်းလဲလာမှုပေါ့ဆရာမရဲ့ဒီတဘာဝပတ်ဝန်းကျင်ဆိုင်ရာဆရာမရေးသားခဲ့တဲ့စာပေတွေကိုကြည့်မယ်ဆိုလို့ရှိရင်လဲဟာဆရာကြီးဆရာမဂျူးကတဘာဝနဲ့ပတ်သက်ပြီးတော့ဒီလိုမျိုးပေါ့နော်ဒီလိုအကြောင်းအရာတွေကိုလည်းရေးသားလာပြီဆိုတဲ့အခါမှာဟိုတော်တော်များများဆရာမရဲ့အကျိုးပြုစာပေတွေကိုအရန်ထပ်ပြီးတော့လေးစားခဲ့ကြတယ်ပေါ့ဆရာမရဲ့အဲ့တော့ဆရာမရဲ့စိမ့်လန်းနေတဲ့ဆရာမရဲ့လူမှုဘဝပတ်ဝန်းကျင်ရဲ့ဆရာမမထင်မဲ့ပေမဲ့ရေးသားလိုက်တဲ့ဒီအမှတ်တရစာပေတဲ့ living together အကြောင်းအရာတွေနောက်ပြီးတော့တဘာဝပတ်ဝန်းကျင်ဆိုင်ရာထိန်းသိမ်းမှုနဲ့ပတ်သက်ပြီးတော့အခုနောက်ပိုင်းရေးလိုက်တဲ့အရာတွေကိုခန်းစားတဲ့အခါမှာလူတွေကဆရာမကြိုတင်များလူနေမှုဘဝ life တွေကိုကြိုသိနေသလားဆိုတဲ့အချက်ကိုပေါ့နော်ဟိုပို့ပြီးတော့မြင်လာကြတယ်ဆရာမရဲ့ရေးသားမှုနဲ့ပတ်သက်ပြီးအနာဂတ်ကိုကြိုပြီးတော့ဆရာမကပို့ပြီးတော့အမျှော်အမြင်နဲ့ရေးသားနိုင်စွမ်းရှိတယ်ဆိုပြီးတော့အားလုံးကသတ်မှတ်ကြပါတယ်ဆရာမဟုတ်လားအဲ့ဒါကြတော့လေဒီလိုပါကျမတဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်လို့ရေးတာကတော့1998လောက်ကဟုတ်ကဲ့ပါအဲ့ဒီချိန်မှာဟိုမြန်မာနိုင်ငံမှာအဲ့ဒီကြောင်းတိတ်မပြောကြသေးဘူးဒါပေမဲ့လည်းဖြစ်တော့ဖြစ်နေပြီပေါ့နော်အဲ့တော့တခြားနိုင်ငံတွေကဘာမှရှိတဲ့တခြားနိုင်ငံတွေမှာလည်းတဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ပြဿနာတွေကဖြစ်နေပြီသူပြင်ကျမတို့နိုင်ငံလို့လေဟိုတိတ်အုပ်ချုပ်မှုရော့ရဲဖြစ်နေတဲ့နိုင်ငံမျိုးဆိုရင်တဘာဝပတ်ဝန်းကျင်ဟာပျက်စီးတော့မှာပဲမြင်နေရပြီဆိုတော့ကျမမေ့ကြည့်ပါသေးတယ်ဒီကိစ္စကငါနဲ့မဆိုင်ဘူးပေါ့ကျမကအချစ်အကြောင်းရေးတဲ့သူလေဘဝအကြောင်းရေးတဲ့သူပညာအကြောင်းရေးတဲ့သူပတ်ဝန်းကျင်နဲ့ကိုယ်နဲ့မဆိုင်ဘူးထင်ပါရဲ့ဆိုနေတော့လဲပဲတခြားရေးမဲ့သူကိုကြည်ရင်းကနေပြီးတခြားရေးမဲ့သူများဆဆလဲပေါ်လာတာမတွေ့တဲ့ခါကျတော့မနေနိုင်တော့ဘူးအဲကြရင်တော့ငါရေးမယ်ဆိုပြီးတော့1998အောက်တိုဘာလောက်ကထင်တယ်အဲ့လောက်ကစပြီးတော့ရေးခဲ့တာကလည်းရေးတာကလည်းပထမတော့ရေးအကြောင်းပေါ့နော်အမိုက်အကြောင်းမျိုးတော့အကြောင်းရေးကနေပြီးတော့တဖြည်းဖြည်းနဲ့မျက်စိအောက်မှာအမြင်မတော်တာတွေကအများကြီးဖြစ်လာတဲ့အခါကျတော့လေသူများနိုင်ငံမှာဘာလုပ်နေလဲကိုယ့်နိုင်ငံကဘာလုပ်နေလဲပေါ့နော်အဲ့ဒါတွေကိုနှိုင်းယှဉ်ပြီးတော့ရေးပြတယ်ရေးတဲ့အခါကျတော့လေတဘာဝပတ်ဝန်းကျင်အကြောင်းအရာဆိုတာအလွန်ပြင်းစရာကောင်းတာကိုအလွန်ပြင်းစရာကောင်းတော့ရှုထောင့်အနေနဲ့ပဲဆရာမရေးတယ်ရှုထောင့်အနေနဲ့ဘယ်လိုရေးရင်ကောင်းမလဲစဉ်းစားပြီးတူမလေးတယောက်ကိုလှမ်းပြီးတော့စာပေးတဲ့ပုံစံမျိုးပေါ့နော် letter writing ပုံစံနဲ့ဘယ်လိုရေးလိုက်တယ်အဲ့တော့ဆရာမရဲ့အားလုံးတွေ့လိုက်ရတာပင်လယ်နဲ့တူသောမိန်းမတို့နောက်တစ်ခုကဆရာမရဲ့စုံလျက်နဲ့လွယ်လေးချင်းတို့အချစ်အကြောင်းကိုခန်းစားခြင်းတဲ့သူတွေသူတို့စန္ဒာတွေတကယ်ကိုပြေဝခဲ့ကြပါတယ်ဆရာမရဲ့စာပေတွေရတယ်ဟုတ်ကဲ့မှန်တာပါတယ်အဲ့ဒါဆိုရင်ကျမလည်းအချစ်အကြောင်းကိုအများကြီးထပ်ပြီးရေးချင်ပါသေးတယ်ကိုယ်တိုင်လည်းချစ်ချင်းမြတ်တာကိုယုံကြည်ပါတယ်ဟုတ်ဆရာမရဲ့ဒီပထမဆုံးအမှတ်တရဆိုတဲ့စာအုပ်ပြီးရင်နောက်ပိုင်းမှာသာဟိုလူတွေရဲ့ဝေဖန်တန်ကိုပေါ့နော်ဟ
ဆီယမအနေနဲ့ခရူးဆိုင်ခဲ့ပြီးတော့ဒုတိယစာအုပ်ကိုသာထပ်ပြီးတော့မထုတ်ခဲ့ဘူးဆိုလို့ရှိရင်အဲ့ဆိုကျွန်မတိတ်နောင်တရမိမှာပါပဲ။အော်ဝေဖန်တာကလည်းတစ်ပိုင်းပေါ့နော်ပြောစရာရှိတာလည်းပြောကြပါစေကိုလည်းကိုရေးစရာရှိတာဆက်ရေးတာပဲအဲ့ထဲကနေဆင်ကျင်စရာရှိတော့လည်းဆင်ကျင်ရတာပေါ့နော်အဲ့ဒီစိတ်နဲ့ပဲကျွန်မဆက်ရေးခဲ့တာပါဆီယမရှိုးမှာလည်းပြောပေးဦးနော်ဆီယမနော်ဟုတ်ကဲ့ကျွန်မစူးစမ်းပြီးတော့ဖြေပါမယ်ဟုတ်ကဲ့ပါဆီယမရိုးရိုးလေးနေထိုင်နေတဲ့ဆီယမရဲ့ live ကိုလေ့လာကြပါရဲ့ဆီယမဟုတ်ကဲ့ရိုးရှိတဲ့ကျွန်မရဲ့ဘဝပေါ့နော်ဟုတ်ကဲ့ပါဆီယမလာအထဲကိုကြွပါအိမ်လေးကချစ်စရာလေးရိုးရှင်းလေးပေါ့နော်ဒါကတော့ဧကန်ပေါ့ဟိုဘက်ကတော့ဆ iam စာရေးတဲ့နေရာပေါ့နော်ဆ iam စာရေးကွန်ပျူတာနဲ့ရေးတယ်ဆ iam စာရေးလို့ရှိရင်ကွန်ပျူတာနဲ့ပဲရေးတယ်ကြာပြီပေါ့2000ခုနှစ်ကလေးကအရင်တုန်းကတော့လက်နဲ့ရေးတာပေါ့နော်ဟုတ်ကဲ့ပါဆရာဟုတ်ထပ်ပြီးတော့ပြောရမှာပေါ့ဆရာမရေထပ်ပြီးတော့အားကြတယ်ဆိုတဲ့ဟာပေါ့ဘာလို့အားကြတာလဲတယောက်တည်းနေပြီးတော့အေးချမ်းနေရတယ်ဘို့ကလွယ်မလို့လေဆရာမရေကောင်းပါတယ်တယောက်တည်းနေရတာလေတိုးတော့ဟိုတယောက်တည်းနေခြင်းမှာကောင်းကွက်တွေရှိတယ်လို့စူးကွက်တွေလည်းရှိမှာပေါ့အသက်ရွယ်ငယ်တဲ့အချိန်မှာတော့တိတ်မတည်တာဘူးပေါ့လေဒါပေမဲ့အသက်ကြီးလာတဲ့ခါကျတော့မိခိုးစရာသားတွေသမီးတွေမရှိခဲ့တဲ့အချိန်မှာအဲ့လိုဘဝမျိုးကြာရင်ရောတာမန်အနေနဲ့ဆိုရင်တော့အဆင်ပြေနိုင်ကြပါမလားပေါ့ဆ iam ကတော့ပြဿနာမရှိဘူးဆ iam ကစာအုပ်တွေရှိတယ်ဆ iam မျက်စိမြင်ရတယ်ပေါ့နောက်ဂီတကိုစိတ်ဝင်စားတယ်ဆိုတော့စာအုပ်နဲ့ဂီတနဲ့ဆိုဘာမှမလိုတော့ဘူးလေအသက်ကြီးတဲ့အခါမှာနေနိုင်ခြင်းမနေနိုင်ခြင်းဆိုတာထက်ပေါ့ဆ iam တကယ်အဓိကကြတာစိတ်ခံစားမှုအထီးကျန်ခြင်းပေါ့ဒါကျွန်တော်မြင်တာပါအထီးကျန်တယ်လို့ခံစားရင်အထီးကျန်တယ်ပေါ့အထီးကျန်တာမဟုတ်ဘဲနဲ့အေးချမ်းတယ်လို့ခံစားရင်အေးချမ်းတယ်ပေါ့နော်ဟုတ်အထီးကျန်မှုအတွက်ပေါ့နော်ဆ iam ရဲ့လက်ရှိနေထိုင်မှုကပြောင်မြောက်တဲ့စကလုံးတွေအတွက်ပေါ့ကုန်ချမ်းဖြစ်နေတာပေါ့ကုန်ချမ်းဖြစ်နေတာပေါ့အဲ့လိုပြောရင်လည်းရပါတယ်အဲ့လိုပြောရင်လည်းရပါတယ်